ကဲတငယ်ချင်းတို့မိတ်ဆွေအားလုံးတို့ကိုမင်းကောင်ဒုတိယလိုက်လဲစွာကြိုးဆိုပါတယ်တငယ်ချင်းတို့ကိုလေးစားစွာခင်မင်စွာနဲ့နှုတ်ခွန်းဆက်ပါတယ်မင်္ဂလာပါတငယ်ချင်းတို့မင်္ဂလာပါငယ်ချင်းတို့မိတ်ဆွေအားလုံးတို့ကိုမင်းကောင်ပြောချင်တာကမင်းကောင်ကမလပထမဘက်မှာ8ကြိမ်ထွက်ပေးခဲ့တဲ့အထက်မှာ6ကြိမ်အောင်ပွဲယူပေးနိုင်ခဲ့တယ်နော်ကဲမလဒုတိယဘက်ဒီနေ့3လပိုင်း9ရက်နေ့မနေ့ကနန်းဖြစ်တဲ့9-1ကိုလည်းအမေအုပ်စုကနန်းများမှာအောင်ပွဲရယူပေးနိုင်ခဲ့ပြန်ပါပြီကဲတကယ်ချင်းတို့မိတ်ဆွေအားလုံးတို့မင်းကောင်15ကြိမ်မြောက်15ကြိမ်မြောက်เนาะ15ကြိမ်မြောက်သတိပေးပါတယ်မင်းကောင်ရဲ့နေ့တိုက်ကနန်းနေ ready made ဇယားတွေဟာအကျိန်တိုင်းနီးပါနေ့တိုင်းနီးပါရက်တိုင်းမှာသတင်းပတ်တိုင်းမှာမှတ်နေပါတယ်မှန်ခဲ့ပါတယ်ရှေ့လျှောက်လဲလာပေါင်းများစွာမှတ်နေအောင်မယ်ဆိုတာမင်းကောင်ကကိုယ့်ရဲ့နည်းပညာကိုအတတ်သိပြီးသားဖြစ်ပါတယ်ဒါကြောင့်သတိပေးတာပါမင်းကောင်ရဲ့နေ့တိုက်ကနန်းတွေကိုယုံကြည်နဲ့ကစားကြဖို့ထိုးကြဖို့လှုပ်ရှားကြဖို့အားပေးတာတိုက်တွန်းတာเนาะအဲ့ဒါသတိပေးတာအားပေးတဲ့တိုက်တွန်းတယ်ဆိုတာသတိပေးတာယုံကြည်ကစားကြဖို့ထိုးကြဖို့လှုပ်ရှားကြဖို့သတိပေးတာပါတခြားသတိပေးတာမဟုတ်ဘူးเนาะငယ်ချင်းတို့မိတ်ဆွေအားလုံးတို့ကိုပြောချင်တာကအခုအောင်မြင်နေတဲ့မင်းကောင်ရဲ့နေတဲ့ကနန်းနေဟာအိမ်မက်မဟုတ်ဘူးเนาะအိမ်မက်မဟုတ်ဘူးတကယ်လက်တွေ့เนาะတကယ်လက်တွေ့အိမ်မက်မဟုတ်ဘူးเนาะကိုလည်းဆွဲစိတ်ကြည့်အောင်နာသလားမနာဘူးလားအိမ်မက်လားတကယ်ပြစ္ဆုတ်ပံလာမျက်မှောက်လားဆိုတာเนาะပြစ္ဆုတ်ပံလားအခုလက်ရှိဖြစ်ပြနေတာလားကိုဆွဲစိတ်ကြည့်လိုက်အောင်နားရဲဆိုရင်တော့ခုကလက်တွေ့ပေါ်ပါပဲเนาะလက်တွေ့ပေါ်ပါပဲမင်းကောင်ကိုလိုင်းမောင်ကဦးဝကြီးဆိုတဲ့လူတယောက်ကဝေဖန်ခဲ့တယ်မင်းမမင်းဘလောက်အောင်မြင်မယုံတာတော့မယုံတာပါပဲကဲဦးဝကြီးရေမယုံရင်ဆက်ပြီးတော့စောင့်ကြည့်လိုက်အောင်เนาะပြီးခဲ့တဲ့သတင်းပတ်တွေကိုလည်းပဲပြန်ပြီးတော့လေ့လာကြည့်နိုင်တယ်လို့ဆက်ပြီးတော့လည်းစောင့်ကြည့်နိုင်ပါတယ်ဦးဝကြီးရေကဲဦးဝကြီးเนาะပြီးခဲ့တဲ့မလပထမဘက်က8ကြိမ်မှာ6ကြိမ်အောင်မြင်ခဲ့တယ်เนาะဆက်စောင့်ကြည့်လိုက်အောင်เนาะမယုံသေးဘူးဆိုဆက်ပြီးတော့စောင့်ကြည့်လိုက်အောင်ကဲတကယ်ချင်းတို့မိတ်ဆွေအားလုံးတို့အတွက်3လပိုင်း9ရက်နေ့ညနေနေ့တိုက်ကနန်းနေကိုလည်း